ကျမကအေယာရီတိုင်းသေးကရွာလေးတရွာမှာနေပါတယ်ကျမတို့အုပ်စုကအုပ်ချုပ်ရေးမှုနဲ့ရာအိမ်မှုဆယ်အိမ်မှုတွေကတက်သားစုဆောင်ရေးဆိုပြီးတစ်လကို2ခါပတ်စံလာတောင်းတယ်တစ်ခါတောင်းရင်အနည်းဆုံး3000ခွဲလေးတောင်းပါတယ်ရာအိမ်မှုဆယ်အိမ်မှုတွေကပိုတောင်ကြောက်နေရတယ်ကျမတို့ကဟိုဘက်ရွာကဘလောက်ထဲလဲဒီဘက်ရွာကဘလောက်ထဲလဲမေးပိုင်ခွင့်မရှိဘူးတဲ့ဆယ်အိမ်မှုကပြောတာနော် မတင်မီ အင်နာကြီးပြောမှမဆုံးသေးဘူးလားဗျ မတင်မီညနေ3နာရီကိုစစ်မှုထမ်းကြီးမဖြစ်မနေလာပြီးဒီတစ်ခါ6000တော့လာမပေးရင်တော့အကြောင်းတည်နေမှုလားနင့်သားကိုပေါက်မဲလေးထွက်လိုက်မှာဟော ဟုတ်ကဲ့ပါလာပေးပါမယ်ရှင်တို့အုပ်ချုပ်ရေးမှုတွေရာအိမ်မှုတွေစေအိမ်ကောင်းတွေကအစမတထားရေးစားတွေမျိုးစုနေကြတာဒါနဲ့များဘောမနေကြတဲ့ဟာတွေကပြောသည်အေယာရီတိုင်းအေဂျင့်နေတဲ့ပြစမ်းပါဘယ်နေရာအေဂျင့်လေးလို့ ကျော်လင်းမင်းတို့ရွာကစစ်မှုထမ်းကြီးကောက်ခိုင်းထားတာဆုံးပြီလား မစုံသေးဘူးအုတ်ကြီးရေလူတွေလည်းခတ်တယ်ဗျတိုင်းပြည်အတွက်ပင်ပန်းပန်းနဲ့ကာကွယ်စောင့်ရှောက်ပေးနေတာကိုသူတို့မသိကြဘူးဒီစစ်တပ်သားမရှိရင်ဘာဖြစ်သွားမလဲဆိုတာသူတို့အမျှော်အမြင်မရှိကြဘူး ဟုတ်တယ်ကွာဒုဘက်ရဲဘော်တွေလည်းရှေ့တန်းလွတ်လိုက်ရင်နောက်တန်းကိုပြန်မရောက်တော့ဘူးကွာပြည်သူစီကားမှပတ်စံမရရင်စစ်သားရှာကြီးကခတ်မှာကွာအခုလဲတခိုးကြဘိုးတွေကိုပတ်စံနဲ့ပါပေးပြီးတော့မူရစ်ဆေးတွေကျွေးပြီးရှေ့တန်းကိုပို့နေရတာကွာ Yes? အုတ်ကြီးရေကျွန်တော်လည်းချင်းချောက်ပြီးတော့တောင်းနေရတာဗျပတ်စံကတော့ဘယ်သူမှမပေးချင်ဘူးသူတို့ပေးနေတာတွေကကျင်းစာတွေကြီးပဲဗျကျွန်တော်လည်းဘယ်ကျင်းစာစူးမယ်တော့မသိဘူးစူးတော့မယ်အုတ်ကြီးလည်းတဝက်ခွဲယူအောင်ဗျ